โอเคညီကိုရအားလုံးပဲမင်္ဂလာပါဒါဒီနေ့မှာတော့ကျွန်တော်တို့ဒီတင်းပါဇက်တင်းရင်အတွက်ပေါ့နော်စုရလာပြီးတော့စုလေးကိုကျွန်တော်ချက်တော့ပြရမှာပေါ့နော်အားဒီမဲ့29ရက်နေ့အတွက်ပေါ့နော်29ရက်နေ့အတွက်ကျွန်တော်တို့ဒီ Anwaslin King Setting Champion ပေါ့နော် King Setting Champion စုရမှာရှယ်အပြင်မှာတော့ပိုလာတာတော့29ရက်နေ့ကျရင်ဒါကျွန်တော်ဖူဆယ်ကွင်းငှားထားပါတယ်ဆိုတော့29ရက်နေ့ကျရင်ဒါပြင်းဝင်က1D1 အသင်းနဲ့ကျွန်တော်တို့ challenge အသင်းနဲ့ဒီစုကိုလူရမှာပေါ့နော်စုလေးချက်လာပြတာဖြစ်ပါတယ်ကျွန်တော်ဒီကွင်းနေရာလေးကိုတော့တစ်ချက်ပြန်ပြီးတော့ကြီးညာပေးမယ်ပေါ့အရင်တော့ကလဲနေကြလူတွေဆိုရင်တော့ကျွန်တော်ဒီမှာလဲနေရလူတွေကတော့ဒါကွင်းလိပ်စာတည်ပြီးသားဖြစ်မှာပါဆိုတော့29ရက်နေ့မှာကျွန်တော်တို့ဒီပွဲအတွက်ကိုအစုလေးကိုပြပေးတာဖြစ်ပါတယ်โอเคဆိုတော့မြည်သူမဆိုလာကြည့်လို့ရပါတယ်ပွဲကိုစုကြီးကြီးလည်းပါတယ်ပေါ့နော်ဒါတွေကစုကြီးရတော့တင်းချင်းပါတာဖြစ်တဲ့အတွက်29ရက်နေ့ကြာပါပဲအကုန်လုံးလာကြည့်လို့ရပါတယ်ခါတိုင်းကျွန်တော်လုပ်နေကြဖူဆယ်ကွင်းထဲမှာပဲပွဲလောက်သွားမှာပဲဖြစ်ပါတယ်ဒီကိုအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ